ဒီဇလန်ကကိုခန္ဓာတစ်ခုနဲ့အမွှာညီအမနှစ်ယောက်အကြောင်းပါတနေ့မှာသူတို့နှစ်ယောက်လုံးကောင်လေးတစ်ယောက်ကိုချစ်မိသွားကြပါတယ်ဒါပေမဲ့အဲ့ဒီကောင်လေးကအမဖြစ်သူကိုပဲချစ်ပြီးညီမဖြစ်သူကိုတော့စိတ်မဝင်စားခဲ့ပါဘူးအမဖြစ်သူနဲ့သူ့ကိုချစ်နေတာကိုမြင်ရတာကြောင့်ညီမဖြစ်သူဟာအယမ်းမနာလို့ဖြစ်လာပြီးအမဖြစ်သူကသူ့အချစ်ကိုလူယူနေတယ်လို့ထင်လာပါတယ်ညီမဖြစ်သူရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်အမဖြစ်သူဟာစိတ်ညစ်လာပြီးနောက်ဆုံးမှာအမေဖြစ်သူကိုခန္ဓာခွဲစိတ်ဖို့စပြီးတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ညီမဖြစ်သူကခွဲစိတ်မှုကိုပြက်ပြက်တသားညှင်းဆန်ခဲ့ပါတယ်။အခြေအနေတွေပိုဆိုးလာတာကအကောင်လေးတစ်နှစ်ဝေးရာကိုထွက်သွားမဲ့အချိန်မှာပါအမဖြစ်သူကသူနဲ့နောက်ဆုံးတွေ့ပြီးလိုက်ပြီးနှုတ်ဆက်ချင်ခဲ့ပေမဲ့ညီမဖြစ်သူရဲ့ခေါင်းမာမှုကြောင့်မသွားနိုင်ခဲ့ပါဘူး။အဲ့ဒီလိုနဲ့ကောင်လေးဟာထွက်သွားပြီးအမဖြစ်သူကသူ့ရဲ့ပုံကိုကြည့်ရင်အမြဲလွမ်းနေရပါတယ်။ဒါကိုမြင်ရတဲ့အတွက်ညီမဖြစ်သူကိုပိုပြီးဒေါသထွက်လာပါတယ်။အဲ့ဒီပုံကိုညီမဖြစ်သူကစုပ်ဖြဲပစ်လိုက်ပါတယ်။ဒီပြုမှုကိုအမဖြစ်သူကမခံနိုင်တော့ဘဲသူကိုယ်တိုင်ခွဲစိတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အငင်းပွားနေချိန်မှာညီမဖြစ်သူကအမဖြစ်သူကိုလဲပင်းညစ်ပြီးတက်ပစ်လိုက်ပါတယ်။ဒီအမှန်တရားကိုဖုံးကွယ်ဖို့မိခင်ဟာမဖြစ်မနေခွဲစိတ်မှုကိုလုပ်ပေးခဲ့ရပါတယ်။ခွဲစိတ်ပြီးနောက်ညီမဖြစ်သူကအမဖြစ်သူရဲ့နေရာကိုအစားထိုးယူပြီးအမဖြစ်သူချစ်ခဲ့တဲ့အမျိုးသားနဲ့လက်ထပ်ခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူမရဲ့ဘဝထဲမှာထူးဆန်းတဲ့အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပါတယ်။